နောက်ထပ်ပေါ့နော်တချို့တွေကြတော့ဒီလုပ်ငန်းကိုရောက်ပြီဆိုရင်ခုနပြောတဲ့အစင်မပြေမှုတွေနဲ့တွေ့တယ်အခက်အခဲတွေတွေ့တာပေါ့နော်မန်နေဂျာတွေကသူတို့နှိမ်နေအဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ဒီတော့ကိုဆိုင်အနေနဲ့ရောအဲ့လိုမျိုးအလုပ်မှာပေါ့နော်မန်နေဂျာတွေတထေးတွေနဲ့အဆင်ပြေဖို့ဘယ်လိုတွေလုပ်ခဲ့လဲပြီးလို့ရှိရင်ဒီအလုပ်ကနေပြီးတော့စိတ်ဖိစီးမှုတွေရမှာပေါ့အလုပ်ဆိုတာတော့ကျွန်တော်တို့အခက်အခဲစိတ်ဖိစီးမှုဆိုတာနည်းနည်းများတော့ရှိမှာအဲ့ဒီຢာတွေရှိလာရင်ရောဘယ်လိုမျိုးတွေကြော်ဖြတ်လို့ရမလဲပေါ့နော်ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲအဲ့ဒါလေးမျှဝေပေးပါအောင်ခုနကစိတ်ဖိစီးမှုဆိုတဲ့အရာကိုအရင်ပြောရလို့ရှိရင်ကျွန်တော်တို့ကပုံမှန်လည်းပြောလို့ရှိရင်ကျွန်တော်တို့မိသားစုနဲ့တလူကအတူနေထိုင်တဲ့အခါမှာတော့မှပဲအဆင်ပြေမှုတွေရှိလာတော့ပေါ့ထင်ရဲ့ဟုတ်အဲ့တော့ကျွန်တော်တို့ဘာသာလည်းမတူဘူးပါဘာစကားလည်းမတူဘူးကျွန်တော်တို့နိုင်ငံလည်းမတူတော့ရှင်းလာတဲ့ပုံဝန်းကျင်နဲ့မတူတဲ့အခါမှာစိတ်မတူတာတွေအားရှိတာပေါ့ရှိမှာဟုတ်တူတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီຢာတွေဘယ်လိုကြော်ဖြတ်လဲဆိုတော့အားလုံးဒီမြန်မာနိုင်ငံကဒီနိုင်ငံကိုလာပြီးတော့အလုပ်လုပ်နေကြတဲ့သူတွေကအကုန်လုံးဘယ်လိုပြောမလဲကိုထေးလာတဲ့နေရာအရက်ဒေသနဲ့ကျွန်တော်လာတဲ့နေရာအရက်ဒေသနဲ့မတူတာပဲရှိခဲ့တာအားလုံးရည်ရွယ်ချက်ကတော့အတူတူပဲဟုတ်ရည်ရွယ်ချက်ကအတူတူပဲလေနော်ကျွန်တော်တို့မိသားစုကိုထောက်ပံ့ဖို့ဟုတ်တယ်နော်အဲ့လိုမျိုးပေါ့မိသားစုကိုထောက်ပံ့ဖို့ကျွန်တော်တို့ဘဝတိုးတက်ဖို့ပေါ့ဟုတ်တယ်အဲ့ဒီအရာတွေကရည်ရွယ်ချက်ကတော့အတူတူပဲအဲ့ဒီအခါမှာကျွန်တော်တို့အဲ့လိုမျိုး strategy ဖြစ်ပြီးတိုင်းစိတ်ပီတိမှုတွေကျွန်တော်တို့ဝင်လာတိုင်းဘယ်လိုပြေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပြန်မလဲဖို့အတွက်ကိုအများကြီးကျွန်တော်တို့ဘယ်လိုပြောမလဲခွန်အားတွေယူရတယ်နော်ခွန်အားတွေကျွန်တော်တို့အများကြီးယူခဲ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံကိုရောက်လာပြီဆိုတော့အစတည်းတီးခံရမယ်ဆိုတော့ကျွန်တော်အစတည်းသိထားတယ်ပေါ့နော်သိထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုစိတ်ပီတိမှုတွေကြုံလာတိုင်းကျွန်တော်ဘယ်လိုမျိုးဖြည့်ပြီးတော့တွေးရလဲဆိုတော့ကငါတယောက်ထဲမှာမဟုတ်တာပဲပေါ့နော်ငါတယောက်ထဲမှာမဟုတ်တာဒီတနိုင်ငံလုံးမှာရှိတဲ့မြန်မာတွေအကုန်လုံးဒီလိုခက်ခဲမျိုးတွေကြုံတွေ့ရတာပဲပေါ့နော်ဒါအချိန်ရလို့ရှိရင်ပျောက်သွားမှာပဲပေါ့နော်ခဏပါပဲဆိုတဲ့အဲ့ဒီအရာတစ်ခုရယ်နောက်တစ်ခုကကျွန်တော်တို့ကအခုဒီမှာအလုပ်စလုပ်ထားမှာဒါကိုထည့်ကျွန်တော်တို့အများကြီးအတွေ့အကြုံတွေ experience အများကြီးရှိပါတော့လုပ်ငန်းဝင်နေတာကြာကျွန်တော်ဆိုလို့ရှိရင်ဒါစင်ကိုအတွေ့အကြုံ2နှစ်ကျော်လောက်ပဲရှိသေးတဲ့အနေထားပေါ့နော်အဲ့တော့ကျွန်တော်ဘလို့တောင်တွေးလဲဆိုလို့ရှိရင်ကျွန်တော်အတွေးကတော့ဒီ2နှစ်လောက်ပဲရှိသေးတဲ့အလုပ်ငန်းခွင် area မှာတော့ကျွန်တော်ဒီလို stress တွေကိုကျွန်တော်မခံစားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်အဖေနဲ့အမေဆိုလို့ရှိရင်ကျွန်တော်ဒီကိုစထွက်လာကြတာ20မှာ2နှစ်မှာကျွန်တော်စပြီး22နှစ်မှာစပြီးထွက်လာခဲ့တယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်အဖေနဲ့အမေဆိုလို့ရှိရင်ကျွန်တော်ကို22နှစ်တိတိကျွန်တော်ကိုလှုပ်ချွေးခဲ့ကျောင်းနေလက်ထားပေးခဲ့ဟုတ်တယ်နော်ကျောင်းနေလက်ထားပေးခဲ့တယ်ကျွန်တော်ကိုထားပါတော့စက်ပြီးဆိုစက်ပြီးဆိုင်ကယ်ဆိုဆိုင်ကယ်စသဖြင့်ပေါ့ဒီအင်ကြီးမချိုက်ဘူးဆိုဟိုအင်ကြီးပေါ့စသဖြင့်ပေါ့အဲ့လိုမျိုးပေါ့အကုန်လုံးလုပ်ပေးခဲ့တာ2နှစ်လောက်ပဲရှိသေးတယ်ကျွန်တော်လုပ်ငန်းခွင် area နဲ့ထိတွေ့တာမှာဒီလောက်မခံနိုင်မရှိဘူးဆိုလို့ရှိရင်ဒီအမေဆိုလို့ရှိရင်ဒီနှစ်ပေါင်း20ကျွန်တော်လှုပ်ချွေးခဲ့တာဆိုလို့ရှိရင်တော့ပင်မနေပြီလဲပေါ့ဆိုတဲ့စိတ်နဲ့ဘယ်နဲ့ပြောလို့ရှိရင်ပင်မနေတော့ကျွန်တော်မငြီးရဘူးဘယ်နဲ့ပြောမငြီးရဘူးပေါ့ပင်မနေတော့မငြီးရတာပြောတယ်အဖေနဲ့အမေကျွန်တော်ဝင်20ကျော်ထိလှုပ်ချွေးလာတာမင်းကိုလှုပ်ချွေးရလို့ပင်မနေပြီဆိုတဲ့အားဆိုင်ကိုတစ်ခါမှကျွန်တော်မကြားခဲ့ဘူးဟုတ်တယ်အခုပြန်လှုပ်ချွေးတာ2နှစ်လောက်ပဲရှိတာ2နှစ်ဆိုတာကကျွန်တော်အလုပ်တဲ့2နှစ်ပဲရှိသေးတယ်ဒါ agent fee တွေပြန်ပြီးဆက်တဲ့အချိန်တွေမပါသေးဘူးเนาะကျွန်တော်တခြားဒီကနေမြန်မာနိုင်ငံမှာတင်တက်တဲ့အခါတွေမပါသေးဘူးပါသေးဟုတ်အဲ့တော့အဲ့လိုမျိုးကျွန်တော်ပြန်တွေးတယ်အဲ့တော့ကျွန်တော်ကို20လောက်ကျွေးခဲ့တယ်မိဘတွေဆိုလို့ရှိရင်ဘယ်တော့တောင်ပင်မမလဲကျွန်တော်2နှစ်လောက်တောင်တို့ညှိပြနေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကျွန်တော်ပြန်ပြီးတော့တွေးရတယ်အဲ့ဒီအရာတွေမှာဒါတော့ကတော့ဘာမှမဖြစ်သေးပါဘူးเนาะဘုမှစပြီးတော့ကျွန်တော်လောကကြီးကိုစပြီးတော့ထိတွေ့ရလို့ပဲကျွန်တော်ခံယူတယ်နောက်တစ်ခုကအဲ့လို stress တွေများလာတိုင်းငါတယောက်တည်းမဟုတ်ပါဘူးငါလိုမျိုးပဲဒီနိုင်ငံမှာစင်ကာပူနိုင်ငံမှာမဟုတ်ပြပရောက်နေတဲ့သူတွေအသီးသီးလက်ဒီလိုခက်ခဲတွေမျိုးကြုံတွေ့ရမှာပဲဒါအသေးအဖွဲလေးပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့အဲ့လိုမျိုးပဲကြော်ဖြတ်ပါလို့ထင်ဟုတ်ရန်ကောင်းတယ်နော်ကိုဆိုင်ပြောတဲ့ဥမာလေးပေါ့ကိုအခက်ခဲတွေနဲ့တွေ့ပြီဆိုလို့ရှိရင်ကိုမိဘတွေပြန်ကြည့်လိုက်တာပေါ့နော်ဒါလည်းတကယ် model ယူရမယ့်အရာပဲပေါ့နော်ဒီ video ကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရောအဲ့လိုမျိုး model ယူဖြစ်လာပေါ့နော်ကိုအခက်ခဲလေးနှင်းငယ်ကြတာနဲ့ကိုမိဘတွေကိုပြန်ပြီးတော့ကြည့်ပဲဒီလိုမျိုး model ယူလိုက်တယ်ပေါ့နော်ဒါကောင်းတယ်ပေါ့နော်ဒီလိုပဲပေါ့နော်လုပ်ငန်းခွင်ဆိုတော့ကျွန်တော်တို့အခက်ခဲဆိုတာရှိမယ်ပေါ့နော်အဲ့လိုမျိုးအစိတ်ပီစီးမှုတွေရှိမယ်ပေါ့နော်ကျွန်တော်ကတော့ဒီလွန်ခဲ့တဲ့အသက်16လောက်ခနဲ့ကဒီလူလောကလည်းစဝင်တာပေါ့နော်စပြီးအလုပ်တွေလုပ်တာလူတွေအများကြီးနဲ့ဆက်ဆံတာဆိုတော့10စုနှစ်တခုကြာတော့ဒီလောက်စိတ်ပီစီးမှုတွေကတော့ခံနိုင်ရှိရပုံစံမျိုးပေါ့နောက်တစ်ခုကကျွန်တော်လုပ်တဲ့အရာကကျွန်တော်တရားနာအဲ့ဒီတရားနာတာကလည်းကိုယ့်ရဲ့ဒီပေါ့နော်ကျွန်တော်လောကဓာတ်တရား10ပါးပေါ့အဲ့ဒီအရာတွေနဲ့ကြုံလာရင်လုံးဝဒဏ်ခံနိုင်တယ်ပေါ့နော်အဲ့ဥစ္စာကလည်းတော်တော်လေးကျွန်တော်တို့ပေါ့နော်အများကြီးကြိုးဖြစ်တယ်ပေါ့နော်နောက်ပြီးတော့တစ်ခါလေးမှဆိုကျွန်တော်စိတ်ပီစီးမှုတွေရှိတယ်စိတ်ညစ်တယ်ဆိုတော့ကျွန်တော် relax လုပ်တယ်ကိုယ့်ကိုအနားပေးလိုက်တာပေါ့သူအလုံးအနားချိန်နေမှာဆိုကိုယ့်ကိုအနားပေးတယ်အဲ့ဒီချိန်မှာ social media ကိုလည်းခဏရက်ထားတယ်ပြီးတော့ကြတော့ကျွန်တော်coffee လေးတောက်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ချေးတာကတော့အများနဲ့အဲ့ဒီ coffee ဆိုင်ပေါ့ကျွန်တော် coffee ကြိုက်တယ်ဆိုတော့ coffee အများနဲ့တောက်တယ်ပြီးတော့ကြတော့တချို့ပန်းချန်လေးမှာကျွန်တော်အနားယူလိုက်တယ်အဲ့ဒါဆိုရင်ပြန်ပြီးတော့refresh ပြန်ဖြစ်သွားတာပေါ့နော်ဒါလည်းအဆင်အဲ့ဒီဘိုင်းနေရှိဟုတ်တယ်တချို့သချင်းသားထောင်နေပါညာဟုတ်တယ်နောက်တစ်ခုကတချို့ရေဆိုရင်တော့စာအုပ်တွေဖတ်တာတို့တရားထိုင်တာတို့ဒါလေးလုပ်လို့ရတယ်ပေါ့နော်